Hello အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ Helen တို့နှစ်ယောက်ရုပ်ရှင်သွားကြည့်မှာဖြစ်ပါတယ် Helen တို့သွားကြည့်မယ့်ရုပ်ရှင်ရုံက KL မှာရှိရာအကြောင်းနီလိုင်းကနေတဆင့် KTM CV သွားမှာဖြစ်ပါတယ်ဒါကတော့ကာကြံရောက်တာပေါ့နော်ကာကြံမှာ Helen တို့ရထားပြောင်းစီပြီးတော့အဲ့လိုအစင်စင်ရထားစီပြီးသွားကြမှာပါဒီမှာ Rapid KL ကလေကျောင်းသားတွေအတွက် 50% off ရှိရဆိုတော့အရင်အဆင်ပြေရယ်ဒီနေ့ကတော့လူနေရပါတော့ဒါကတော့ Helen တို့နောက်ထပ်ရထားပြောင်းစီရဖြစ်ပါတယ် train တွေမှာလေအမျိုးသမီးတည်တံရထားတွေစီစဉ်ပေးထားတော့အလုံး main ကလေးတယောက်တည်း line နဲ့အဆင်ပြေရထိုင်ရတာလေဒီနေ့ရုပ်ရှင်ကတော့ Helen တို့ free ticket မို့လို့လာကြည့်ရဖြစ်ပါတယ်ဒီရုပ်ရှင်ထုတ်တဲ့ producer က Helen တို့ကျောင်းက alumni ဖြစ်တာကြောင့်ကျောင်းကနေစီစဉ်ပေးရပါတော့ဆိုတော့ဒါကတော့ Helen တို့ညနေစာဖြစ်ပါတယ်ပြီးတော့ Helen တို့ticket registration တော့လုပ်တယ်ပြီးတော့ ticket ရပြီးတော့ပေါ့ဆိုဝယ်ပြီးတော့ရုပ်ရှင်ကြည့်ပါပြီဒါကတော့ producer နဲ့ဒီထဲမှာပါတဲ့ actor တယောက်နဲ့ကရုပ်ရှင်မစခင်မှာရုပ်ရှင်တောင်းကိုပြပြနေရဖြစ်ပါတယ် But it taught me how to be independent, which is why I ရုပ်ရှင်ပြီးသွားတော့ဒါက question and answer အစီအစဉ်ဖြစ်ပါတယ် Now, my question is more of what is your target audience for this film? this. But thank you again so much for watching this. ရုပ်ရှင်ပြီးရဲ့အချိန်က7နာရီထိုးကန်နေဆိုတော့လူတွေလည်းမရှိကြတော့ပါဘူး So we just finished watching the film. It's quite good. ပြန်ထွက်လာတော့ Helen တို့တောသားမျိုးတက်လေးနဲ့ရောက် KL ကိုညဘက်တစ်ခါမှမတွေ့ဘူးတော့လုံးဝပျော်ရွှင်စွာနဲ့လိုက်ကြည့်နေရဖြစ်ပါတယ်ညဘက်ဒီမှာလူတွေအများများရတယ် tourist တွေလည်းအများများပြီးတော့တော်တော်လေးစီပါတယ် Helen တို့နှစ်ယောက်အစားတော့ရုပ်ရှင်စောပြီးမှထင်ပြီးတော့အပြန်မှီဆိုပြီးလာခဲ့ရပါတော့ဒါပေမဲ့ရထားမမှီတော့ပါဘူး7နာရီထိုးသွားပြီဆိုတော့အဲ့ဒါနဲ့ Helen တို့ဒီတွင်းတာဝါအရှိမညလုံးပေါက်မိခဲ့ကြပါတယ်ဒါပေမဲ့တကယ်နေရတာတန်နေပါလို့ဆိုတော့ KL ရဲ့မနက်3နာရီအထက်ကိုတွေ့ခဲ့လို့ပါလုံးဝဆိုင်ကယ်အများကြီးနဲ့အဲ့လိုမျိုးမောင်းကြတာပေါ့နော်တော်တော်လေးကိုစီရဲ့ဒီမနက်မိုးလေးနဲ့ဒီစီနေကတော့မနက်7နာရီရထားထွက်တဲ့အချိန်မှာပဲပြင်ခဲ့ကြပါတယ်ဖုန်းကကုန်သွားလို့အဲ့ချိန်တော့မရိုက်လိုက်ရအောင်အားလုံးပဲတတား